ကွဲခဲ့တဲ့လူတွေရှိတယ်မလားရှိတာပေါ့ဒါပေါ့သူတို့ဆိုတော့တဲကိုခဏခဏကွဲတာမခိုင်အသေးလေးကိုမေးပိုင်ချခဲ့တယ်မိုင်းငယ်လို့ကိုမကိုကြွေးရတယ်တစ်ချိန်ပြင်းပြင်းချစ်သူရဲ့စိတ်ပြေခဲ့တယ်ဖို့ရွှေလာတတ်သေးတိုင်းနဲ့ရှုံးမြေကြရတဲ့ပွေနိုင်မဲ့သူပါကွယ်စမဲ့နာကြည့်လို့သာကဘာကြီးကိုမေးတော့ကွယ်